ဒီ back office တွေကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့တွားမှာဖြစ်ပါတော့เนาะအဲ့ဒီ back office ထဲမှာကျွန်တော်တို့ကဒီပေါ် printer ပါပေါ့ kitchen printer မှာကျွန်တော် printer နေအရင်ဆုံးကျွန်တော်တို့ printer group ပေါ့เนาะအရင်တော့ခွဲပေးရမှာဖြစ်ပြီးတော့အဲ့ဒီ group တွေကိုကိုထည့်ခြင်းနဲ့ကျွန်တော်တို့ kitchen ဆိုလဲ kitchen နဲ့ပတ်သက်တာတွေတွားပြီးတော့ထည့်ရမယ်ဆက်လက်ပေါ့เนาะအဲ့ဒီအတုပ်ဆိုလဲအတုပ်နဲ့ပတ်သက်တာကိုကျွန်တော်တို့တွားပြီးတော့ထည့်ရမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့အရင်ဆုံးလုံးမတာနေကျွန်တော်တို့ဟိုက printer တွေမှာအောက်မှာတွားပြီးတော့ kitchen printer တို့ slab printer ကိုတွားပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော် kitchen printer ကိုကျွန်တော်တစ်ချက်တွားပြီးတော့ထည့်လိုက်ပါမယ်เนาะဒီနေရာမှာဒီပေါ့printer kitchen printer အသစ်လုံးမဆိုရင်ဒီမှာ printer group ကိုထည့်လိုက်ပါပြီးရင်ကိုကဒီမှာ name ပေးလိုက်ပေါ့เนาะ kitchen ပေါ့เนาะ kitchen slab ဆိုရင် slab ပြီးရင်ကိုက kitchen ဆိုလို့ရှိရင်ထမင်းပါမယ်အင်းပွဲပါမယ်အဲ့လိုမျိုးကဒီကိုအမှတ်ကြီးလေးပေးရမှာဖြစ်ပါတယ်ပြီးကိုကစေ့ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးစေ့ပေးပြရတယ်ကိုကအောက်မှာ kitchen printer လို့ slab printer ဒါမျိုးလေးဖြစ်သွားမှာเนาะဒါမျိုးလေးတွေဖြစ်သွားပြီဆိုမှဒါရင်ကျွန်တော်တို့ကဒီပေါ့ဒီဘက် software ကဒီ printer ဆိုတဲ့အောက်မှာ kitchen printer ဆိုတဲ့အောက်မှာ printer ဆိုတဲ့အောက်မှာတွေ့တာ printer group ဆိုတာဒါမျိုးလေးလာပြီးတော့ပေါ်နေမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ကဒီ back office တွေကိုတွားမယ်တွားပြီးကျွန်တော်ကဒီပေါ့printer group မှာအရင်ဆုံးလာပြီးတော့မှကိုအသုံးပြုမဲ့နေအဲ့နေထဲမှာကိုရဲ့ဒီထည့်မဲ့ item တွေတွားပြီးတော့ select ရင်တွားပြီးတော့ပေးရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့အားလုံးကျေးဇူးပါဗျာ